အားလုံးပဲမင်္ဂလာပါရှင် Luna Diesel page ကနေကြိုဆိုပါရစေအခု Pi 1 and 2ကနေပြီးတော့ဒီ2026 January လအတွက်ပေါ့နော်အချစ်ရေး energy love reading လေးကိုလုပ်ပေးထားပါတယ်ဒါ general reading ဖြစ်တဲ့အတွက်ကိုယ်နဲ့ energy မကိုက်ညီဘူးဆိုလို့ရှိရင်seriously မယူပါနဲ့เนาะကိုယ့်ရဲ့ personal reading လေးတွေကိုလည်း Luna Diesel page မှာလာရောက်မေးမြန်းလို့ရပါတယ်ကို Pi 1 and 2တွေကနေတစ်ခုရွေးချယ်ပြီးတော့အနောက်မှာ reading လေးကိုကြည့်ရှုပေးလို့ရပါတယ်အားလုံးပဲမင်္ဂလာပါရှင် Luna Diesel page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေအခုပေါ့နော်ဒီ pick up by video လေးတွေလည်းမတင်ပေးဖြစ်တာကြပြီဆိုတော့ love နဲ့သက်ဆိုင်တဲ့ love reading ကို pick up by reading လေးလုပ်ပေးထားပါတယ်အခုဒီ reading ဒီ pile 1အတွက်ပေါ့နော်ဒီ peridot crystal လေးကိုရွေးချယ်ထားတဲ့ peridot နဲ့ဒီ tiger eye ပေါ့ tiger eye crystal လေးကိုရွေးချယ်ထားတဲ့ pile 1ကိုရွေးချယ်တဲ့သူတွေအတွက် love reading လေးဖြစ်ပါတယ်ဒီ reading က general reading ဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်အတွက်အရန်ကိုက်ညီခြင်းမှကိုက်ညီပါလိမ့်မယ် general reading ဖြစ်တဲ့အတွက်အများနဲ့ဆိုင်တဲ့ energy ဖြစ်ပါတယ်ဆိုတော့ကိုယ့်အတွက်တည်တဲ့ reading မေးချင်တယ်ဆိုလို့ရှိရင် Luna Diesel tarot page မှာလာပြီးတော့ကိုယ့်အတွက် personal reading လေးတွေမေးလို့ရပါတယ်ဆိုတော့ဒါက January လအတွက်2026 January လအတွက်အချစ်ရေး reading လေးပေါ့နော် Pi 1ကိုရွေးချယ်ထားတဲ့အတွက်သူတွေအတွက် reading လေးပါဆိုတော့ Pi 1ကိုရွေးချယ်ထားတဲ့သူတွေအချစ်ရေးမှာဒီကြောက်ကစားလေးတွေများနေတတ်တယ်ပေါ့နော်ဒီတလုံးမှာကြောက်ကစားလေးတွေနောက်ပြီးတော့တခုခုဆိုလို့ရှိရင်ကိုယ့်ရဲ့ partner ကိုယ့်ကိုအပြစ်ပုံချတာတွေပြောဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ့်ကိုအပြစ်ဖို့တာမျိုးလေးတွေရှိတတ်တယ်ဒါမှမဟုတ်ရင်ကိုယ့်ဘက်ကနေပြီးတော့အဲ့လိုလုံးနေတတ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ် energy ကဒီ vice versa ပေါ့နော်ဆိုတော့သူ့ဘက်ကဖြစ်နိုင်လို့ကိုယ့်ဘက်ကလည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒီ cat လေးอ่ะပေါ့နော်နည်းနည်း dishonest ဖြစ်တာမျိုးနည်းနည်းလှည့်စားတာလှည့်ဖြားတာမျိုးနဲ့ဒီ third party situation တွေမှာဆိုလို့ရှိရင်ကြားတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ cat ကြားတယ်ဆိုတိုင်း third party ရှိနေတယ်လို့ပြောလို့တာမဟုတ်ဘူးပေါ့နော်တခုခုပြဿနာတခုခုဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ကိုနည်းနည်း manipulate လုပ်တာမျိုးကိုယ့်ဘက်က manipulate လုပ်မိတတ်တာမျိုးအပြစ်ဖို့တတ်တာမျိုးဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဆိုတော့နောက်တစ်ခုကကြတော့ဒီမှာ six of cups ကလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီကတ်ကိုရွေးချယ်တဲ့သူတွေကဒီလူကတ်ကိုရွေးချယ်တဲ့သူတွေရဲ့ relationship ကပေါ့နော်အတန်းရွယ်ကွာဟတာမျိုးတွေတယောက်ကိုတစ်ဖက်ဖက်ကိုမိခိုနေရတဲ့ depend ဖြစ်နေတဲ့ situation မျိုး relationship မျိုးတွေလည်းဖြစ်နိုင်တယ်တစ်ဖက်ကကြတော့ support တစ်ဖက်ကဒီ support လုပ်ပေးတဲ့ partner မျိုးပေါ့နော်ဆိုတော့ဒါမျိုးတွေဖြစ်နိုင်တယ်ဆိုတော့နောက်တစ်ခုကဒီမှာ pentacles တွေအများကြီးထွက်တယ်ဖြစ်တဲ့အတွက်ခုနပြောသလိုမျိုးတစ်ဖက်ဖက်ကနေပြီးတော့ဒီ relationship မှာ supportive role နေရာနေပြီးတော့ရှိနေတယ်ပေါ့နော်တစ်ဖက်ကမိခိုရတယ်ဆိုတဲ့အနေအထားမျိုးပေါ့ဆိုတော့ဒါမျိုးတွေဖြစ်နေတတ်တာမျိုးများတယ်ဆိုတော့အခုရက်ပိုင်းနေမှာပို့ပြီးတော့ fair မဖြစ်ဘူးလို့ခံစားရတာမျိုးတွေကိုယ့်ဘက်ကိုတိတ်မကြည့်ဘူးလို့ခံစားရတာမျိုးတွေဒီလိုမျိုးတွေခံစားနေရတတ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ဘက်ကမဟုတ်ရင်လည်းသူ့ဘက်ကခံစားနေရတာမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတော့ဆက်ဆံရေးတွေမှာမျှတတဲ့ situation မျိုးတိတ်မဟုတ်ဖ ೇನೆ ပေါ့နော်နည်းနည်းတစ်ဖက်ဖက်ကိုရိုင်းနေတာမျိုး situation တွေကညတာတယ်လို့မခံစားရဘူးဖြစ်နေတာမျိုးပေါ့နော်ဆိုတော့ကြောက်ကစားလေးများနေတတ်တာကာလာမျိုးတွေဖြစ်နေတတ်တယ်ဆိုတော့ဒီကြတဲ့ကက်တွေမှာဒီမေတ္တာတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်မေတ္တာနဲ့ကြည်ဖို့မေတ္တာထားဖို့လိုအပ်နေတယ်ကိုထင်တဲ့ဘက်ကနေပြီးတော့တွေးတောနေတတ်ပြီးတော့ judge တွေလုပ်နေမိတတ်တယ်အပြစ်ဖို့နေတတ်တယ်စကားပြောတာအစိမပြေဖြစ်နေတတ်တယ်ဒါပေမဲ့သူ့ပေါ်မှာလဲကိုကမိခိုနေရတာ depend လုပ်နေရတာမျိုးတွေဖြစ်နေတတ်တယ်ဒါကြောင့်မို့လို့လမ်းခွဲဖို့တို့အဖတ်လောက်လိုက်ဖို့ကြတော့လဲမလုပ်ချင်ဘူးမလုပ်နိုင်ဘူးဆိုတော့အနေအထားမျိုးတွေများနေတတ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေ့ရတယ် advice အနေနဲ့တစ်ချက်ကြည့်လိုက်မယ်နော်ဆိုတော့ advice အနေနဲ့ဆိုလို့ရှိရင်တော့တဲ့ဒီမှာဒါကြတော့ moving forward ပေါ့နော်ပြီးခဲ့တဲ့အရာတွေကိုအတိတ်ကအရာတွေအတိတ်ကကြောက်ကစားဖြစ်ခဲ့တဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုပဲပြန်ပြီးတော့ပေါ်နေတာမျိုးပြောနေတာမျိုးမလုပ်ဘဲနဲ့ moving forward လုပ်ပါတဲ့ဒီခံစားချက်တွေကနေပြီးတော့ဘယ်လိုမျိုး
နှစ်ယောက် move on လုပ်ကြမလဲပေါ့နော်ဆိုတော့အဓိကဘယ်လို move on လုပ်ကြမလဲဆိုတဲ့ဟာကိုဥတည်ပြီးတော့နှစ်ယောက်ကပြဿနာကိုရင်ဆိုင်ဖြေရှင်းမယ်တည်တည်ချာချာညှိနှိုင်းမှုအဓိကလိုအပ်တယ်အဓိကညှိနှိုင်းမှုလိုအပ်တယ်ပေါ့နော်ဆိုတော့နှစ်ယောက်ကလေရှေ့ကို move on လုပ်ဖို့ညှိနှိုင်းဖို့ထက်ဒီဖြစ်ပြီးသားကိစ္စတွေပေါ်မှာပဲပြန်ပြီးတော့ပတ်လည်ပြဿနာတွေပြန်ဖြစ်နေကြတာမျိုးပေါ့နော်အဲ့လို situation မျိုးဖြစ်ဖို့များတယ်ဒီ cut ကလေဆိုတော့ဘယ်လိုမျိုးရှေ့ဆက်သွားမလဲသူနဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်လည်းဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်ရှေ့ဆက်သွားမလဲဆိုတဲ့ဟာအပေါ်မှာပဲ focus လုပ်တင်ပါတယ်မဟုတ်ရင်တော့ဒီပြဿနာပြေလည်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့သူ့ဘက်ကိုလည်းမေတ္တာနဲ့ကြည်ပေးဖို့ advice ပေးချင်ပါတယ်ပေါ့နော်ဆိုတော့ဒီခု file ရွေးချယ်ထားတဲ့ reading လေးကတော့ဒါပါပဲဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒါ Luna Diso page ကနေပြန်လည်ကြိုဆိုပါရစေပေါ့နော်အခုဒီ reading လေးကတော့ Pi 2 Amethyst နဲ့ Peridot ပေါ့နော် Amethyst crystal လေးကိုရွေးချယ်ထားတဲ့ Pi 2ကိုရွေးချယ်တဲ့သူတွေအတွက် love energy ဖြစ်ပါတယ်အခုဒီ reading လေး January 2026အတွက်ဖြစ်ပြီးတော့ general reading ဖြစ်တဲ့အတွက်ပေါ့နော်ကိုနဲ့အရန် energy ကိုက်ချင်မှကိုက်ပါလိမ့်မယ်အကုန်လုံးမှန်ချင်မှလည်းမှန်ပါလိမ့်မယ် general reading ဖြစ်တဲ့အတွက်အများနဲ့ energy ဖြစ်နေတဲ့ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကိုယ့်အတွက် personal reading မေးချင်တယ်ဆိုလို့ရှိရင် Luna Diso page မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ဆိုတော့ဒါ love reading လေးပေါ့နော်ကြည့်လိုက်ရအောင်အခု Pi 2ကိုရွေးချယ်ထားတဲ့သူတွေလည်းဒီအချစ်ရေးတွေမှာပေါ့နော်နှစ်ပြဿနာလေးတွေဖြစ်နေတာမျိုးတွေ့တယ်အဆက်အသွယ်တချို့တွေဆိုလို့ရှိရင်အဆက်အသွယ်နည်းနည်းပြတ်တောင်းပေါ့နော်နည်းနည်းအဆက်အသွယ်ပြတ်နေတာမျိုးလေးတွေတောင်မှဖြစ်နေတတ်တယ်နောက်တစ်ခုကတော်တော်လေးခံစားနေရတယ်ဆိုတော့အတိတ်မှာတိတ်မကြသေးခင်ကပြဿနာဖြစ်ထားတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါဟိုတဝင်းတိုရာတို့တခြားသူတယောက်ဒီ third party ကြောင့်မှုလို့နဲ့စကားများရှန်ဖြစ်ကြတာမျိုးတွေဂျာလူကြောင့်မို့လို့စကားများကြရတာအဆင်မပြေဖြစ်ကြရတာဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်တခြားကိစ္စတစ်ခုလူမှုရေးပြဿနာကြောင့်မိသားစုကြောင့်အဆင်မပြေဖြစ်နေကြတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်ရင်နောက်တစ်ခုကကြတော့ဒီ diva ကကြတော့တစ်ဖက်ကနေပြီးတော့အရန်ဟိုထိန်ချုပ်လွန်အရန် control လုပ်လွန်အာကြည့်လို့အရန်စိတ်မချတဝင်းတိုတွေဖြစ်ပြီးတော့ပြဿနာဖြစ်နေတာမျိုးတွေလည်းဖြစ်နေနိုင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီမှာတော်တော်လေးပင်ပန်းနေရတယ်ဆိုတော့ cat လေးထွက်တဲ့ 10 of wands ပေါ့နော်ဒီအခြေရေးကြောင့်မို့လို့ ਨੇ စိတ်တွေပင်ပန်းနေရတယ်အစင်မပြေဖြစ်နေတယ်ဆိုတော့ cat မျိုးထွက်တယ်ပေါ့ဒါပေမဲ့တဲ့သူနဲ့ကိုနဲ့ကဒီရေရှည်ကို long term ကိုရည်ရွယ်ပြီးတော့လက်တွဲခဲ့ကြတာဖြစ်တယ်လက်တွဲနေကြတာဖြစ်တယ်ပေါ့နော်တော့အိမ်အောင်ပြုတ်ဖို့အထီကိုရည်ရွယ်ပြီးတော့တည်တည်ချာချာ seriously တွဲနေကြတဲ့ couple မျိုးတွေဖြစ်နေနိုင်တယ်ဒါပေမဲ့ဝန်တာဝစရာကောင်းတာကဒီမှာပေါ့နော်အခုဒီကာလတစ်ခုပြီးလို့ရှင်ရင်ဒီမှာ Ace of Wands Empress ဒီ Judgment ပေါ့နော်ဒီ၃ကတ်စလုံးကဒီ future အတွက်ကြည့်တဲ့၃ကတ်စလုံးကကောင်းမွန်တဲ့ positive ကတ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့အခုပြဿနာကခဏတာပြဿနာဖြစ်ဖို့များတယ်ပေါ့တတိယချာဖြည့်ရှင်းပြီးသွားလို့ရှင်ရင်ပို့ပြီးတော့ကောင်းတဲ့နှစ်ယောက်အတွက်ပို့ပြီးတော့ကောင်းတဲ့new start ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တေချာလေးဖြည့်ရှင်းဖို့တော့လိုလိမ့်မယ်သူနဲ့ကိုနဲ့ဖြစ်နေကြတဲ့ပြဿနာဟာပါလဲဘယ်လိုအရာတွေချိန်ညှိရမလဲဘယ်လိုအရာတွေဆက်သွားမလဲဆိုတဲ့ဟာပေါ့နော်ဆိုတော့အချိန်တစ်ခုဒီဆက်သွယ်ပြတ်တယ်ဆိုလို့ရှိရင်လည်းဒီဆက်သွယ်ပြတ်တဲ့ကာလတစ်ခုပြီးလို့ရှိရင်နှစ်ယောက်သားပြန်လဲဆွေးနွေးတဲ့နဲ့ပြန်လဲညှိနှိုင်းတဲ့နဲ့ဆိုရင်အဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာ Ace of Wands ပေါ့နော် new start ဖြစ်နိုင်တယ်သူနဲ့ကိုနဲ့အဆုံးသတ်ဖို့တိတ်မမြင်ဘူးပေါ့နော်ဆိုတော့ပြန်ပြီးပြေလည်မဲ့အနေအထားမျိုးမှာရှိတယ်အဲ့ဒီပြေလည်တဲ့ခါကျလို့ရှိရင်လည်းအရင်ထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ relationship ကိုပြန်ပြီးတော့စနိုင်နိုင်မယ်ကြောက်နေတယောက်ပို့ပြီးတော့မေတ္တာထားပေးပါမေတ္တာပို့ပေးပါနောက်ပြီးတော့ဒီ Empress ကကြတော့ပေါ့နော်သူ့ရဲ့မိခင်မိဘအကူညီဒါမျိုးတွေလည်းရနိုင်တယ်သူမိဘဒါမှမဟုတ်ကိုမိဘပေါ့နော်အကူညီတွေရနိုင်တယ်နောက်တစ်ခုကကြတော့ဒီပြဿနာကြောင့်မို့လို့ ਨੇ ကိုတိထိုက်တဲ့ကို landing လုပ်ရမယ့်အရာတွေ landing လုပ်ဖြစ်လိမ့်မယ်ကိုပြန်ပြီးတော့ reflect လုပ်ဖြစ်လိမ့်မယ်ကိုတိထိုက်တဲ့အရာတွေတိလာရတာမျိုးရှိလိမ့်မယ်အစိုးရကနေအကောင်းပေါ့နော်
အမြတ်ထွက်နိုင်မဲ့အနေအထားမျိုးမှာရှိတယ်ပေါ့ဒီ personal development အတွက်ပေါ့နော်ပို့ပြီးသူနဲ့ကိုယ်နဲ့ပို့ပြီးတော့ကောင်းမှုအတွက်ပို့ပြီးတော့ long term အတွက်ဒီဟာကိုခွင့်ရဲဖြစ်နေအသုံးချပြီးတော့နှစ်ယောက်သားပြန်လဲညှိနှိုင်းတာဆွေးနွေးတာပြန်ပြီးတော့ပြဿနာကိုဖြေရှင်းတာမျိုးပေါ့နော်အဲ့လိုလုံနိုင်မယ်ဆိုလို့ရှိရင်တော့ဒါအစိုးရအကောင်အမြတ်ထွက်နိုင်မယ်ပေါ့ဆိုတော့အခုပြဿနာဖြစ်နေရဲဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့ပေါ့နော်ပို့ပြီးတော့ကောင်းမဲ့အရာတွေဖြစ်လာဖို့ရှိပါတယ်ဆိုတော့ဒါ 5 2ကိုရွေးချယ်တဲ့သူတွေအတွက် general reading လေးပေါ့နော်စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်